လည်းရေးခွေထားတဲ့လမ်းစုံဆိုတဲ့တစ်ချက်လေးနဲ့ဒီဆိုပြောပေးဖို့အဆိုတော်စောပန်ကိုဖိတ်ခေါ်ပါရရှင်ဆွေးနေတယ်ဘသူလဲကွယ်မေးရတော့ရဲ့ငိုချင်သောနှလုံးလေးတွေဟန်ဆောင်ငါပြုံးနာနေသိတယ်ငါလည်းသိတယ်သွားမစို့သွားပါကွယ်ဒီလိုတနေ့တော့ဖြစ်လာမယ်ကြိုသိတယ်နေဝ